ခွန်ရှိကိုငါနဲ့ငါမိသားစုအထူးကျမ်းမှချမ်းသာပေးကင်းပြီးပျော်ရွှင်ပြီးလို့မှတ်ပြီးတော့မှရှယ်သွားပါဒီဗီဒီယိုကိုတွေ့တဲ့သူကကံကောင်းတဲ့လူဖြစ်တယ်ဒီဗီဒီယိုကိုဖြန့်ဝေခြင်းဖြင့်ဒီကံကောင်းခြင်းတွေကိုလည်းတင်လက်ခံရယူလိုက်ပါခွန်ရှိကိုငါဆိုတဲ့နံပါတ်ကိုတင်းရဲ့ဖုန်းကပါနောက်မှာရေးကတ်ထားလိုက်ပါတင်းရဲ့အိမ်အဝင်မှာတင်းအိမ်အဝင်အထွက်မှာတင်းအိမ်ရဲ့အမြင့်တနေရာမှာတင်းဆိုင်ရဲ့အမြင့်တနေရာမှာရေးကတ်ထားပါအဆောင်ကတ်လေးတွေလည်းရှိပါတယ်ဆောင်ထားပါနော်ဟုတ်ပြီရှင်နော်ဒီခွန်ရှိကိုငါဆိုတဲ့နံပါတ်ကတင်းကိုအန်ဒီယကင်းပေးရှင်းစေမယ်အနေရကြီးကြီးမမတွေကြုံတွေ့ပါမယ်ဆိုရင်တင့်ကိုတတေးမမွားဖြစ်အောင်သူလုပ်ပေးနိုင်ပါတယ်တတေးမမွားဖြစ်ပါမယ်ဆိုတဲ့အရာတွေပပျောက်သွားစေနိုင်ပါတယ်ရှင်အဲ့ဒါကြောင့်ခွန်ရှိကိုငါဆိုတဲ့နံပါတ်ကိုတင်းအထင်မသေးလိုက်ပါနဲ့เนาะတင့်ကိုကျင်းထဲကြက်ထဲကနေမှဆွဲထုတ်ပေးနိုင်ပါတယ်ခွန်ရှိကိုငါတင်းနာကြမလွဲပါဘူးဒီနံပါတ်ကတင့်ကိုကံကောင်းခြင်းတွေပေးမယ်တင့်အိမ်ရဲ့အမြင့်တနေရာမှာဒီနံပါတ်ကိုရေးကတ်ထားလိုက်ပါเนาะဟုတ်ပြီရှင်နော်တင့်အိမ်ရဲ့အမြင့်တနေရာမှာရေးကတ်ထားပါတင့်ဆိုင်ရဲ့အမြင့်တနေရာမှာရေးကတ်ထားပါကြီးကြီးမမဆုံးရှုံးမှုကနေတတေးမမဆုံးရှုံးမှုတွေဖြစ်စေမယ်တတေးမမဆုံးရှုံးမှုကနေမှလုံးဝမဆုံးရှုံးပဲဖြစ်နိုင်တဲ့အပြင်ကိုပဲကျင်းထဲကြက်ထဲကနေမှတင့်ကိုမြန်မြန်ဆန်ဆန်ပြန်လဲထူထောင်ခွင့်ကိုရစေပါမယ်ဒီဗီဒီယိုကိုတွေ့တဲ့တင်ဟာအရန်ပဲကံကောင်းတဲ့တင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ခွန်ရှိကိုငါနဲ့ငါမိသားစုအထူးကျမ်းမှချမ်းသာပေးကင်းပြီးတော့မှပျော်ရွှင်ပြီးလို့မှတ်ပြီးတော့မှရှယ်သွားပါနော်ဟုတ်ပြီရှင်နော်အခုပိဒုက္ခတွေ့နေတဲ့သူတွေတွေ့သွားအောင်ရှယ်သွားပါသူတို့လွတ်ကင်းချမ်းသာရပါစေနော်အခုစမတို့ရန်ကုန်မှာလည်းကြည့်ပါဦးကားလေးတွေသွားလာနေတဲ့ကားလေးတွေလည်းအရန်ပဲနေပါတယ်နော်အကုန်လုံးကစိတ်တွေမကောင်းနေကြဘူးအကုန်လုံးကစိတ်ထိခိုက်နေကြပါတယ်ရှင်နော်အကုန်လုံးကစိတ်ထိခိုက်နေကြပါတယ်နော်အားလုံးပဲနော်အခုကနေစပြီးတော့မှကံကောင်းခြင်းတွေရရှိပိုင်ဆိုင်နိုင်ပါစေရှင်နော်ဒီဗီဒီယိုကို share တော့ပါငါနဲ့ငါမိသားစုအထူးကျမ်းမာချမ်းသာပေးကင်းပြီးတော့မှပျော်ရွှင်ပြီးလို့ရေးမှတ်ပြီးတော့မှ share တော့လိုက်ပါရှင်